ဇလန်းအစမှာတော့လူတစ်ပိုကန်ဆောင်ကြီးဟာသူ့ရဲ့ဒုတိယအိမ်ဖြစ်လာမဲ့စစ်စခန်းငယ်လေးကိုတရားဝင်ရောက်ရှိလာပါတယ်။အခြားလူတစ်တွေလိုပဲဆောင်ကြီးဟာစိတ်နေသဘောထားနဲ့နောက်ခံသမိုင်းကြောင်းစစ်ဆေးမှုကိုခံယူရပါတယ်။အရာရှိတွေကဆောင်ကြီးကိုအနေရရှိတဲ့စစ်သားစရင်ထဲမှာထည့်ထားတာကိုတွေ့ပြီးအလွန်အံ့ဩသွားကြပါတယ်။သူ့မှာစိတ်တကြတဲ့ရာဇဝင်ရှိပြီးဗီဒီယိုဂိမ်းဆွဲလန်းသူတယောက်လည်းဖြစ်နေလို့ပါပဲ။အထက်လူကြီးတွေကစုံစမ်းစစ်ဆေးလိုက်တဲ့အခါဆောင်ကြီးဟာအလွန်ခက်ခဲတဲ့မိသားစုနောက်ခံကနေလာတာကိုသိလိုက်ရပါတယ်။သူ့မိကလမ်းဘေးစားတောက်ဆိုင်ဖွင့်ထားသူဖြစ်ပြီးလွန်ခဲ့တဲ့2လကသူ့ဖေတည်ဆုံးသွားခဲ့တာကဆောင်ကြီးစိတ်ကိုပြင်းပြင်းထန်ထန်ထိခိုက်သွားစေခဲ့တာပါ။လောလောဆယ်မှာဆောင်ကြီးဟာစိတ်ပိုင်းဆိုင်ရာမတည်ငြိမ်ပဲအာယုံစူးစိုက်မှုခဏခဏလွတ်နေတတ်ပါတယ်။အထက်လူကြီးတယောက်ကအခြားစစ်သားတွေနဲ့ခွဲခြားသိနိုင်အောင်ဆောင်ကြီးကိုအပြုံးမျက်နှာပုံစံတစ်စိတ်တစ်ခုပေးလိုက်ပါတယ်။အဲ့ဒီနောက်သူကဂျီယုံကိုဆောင်ကြီးအားအမျိုးသမီးတက်မှုနဲ့သွားတွေ့ဖို့လမ်းညွှန်ခိုင်းလိုက်ပါတယ်။နေ့လယ်စာစားချိန်ရောက်နေတာကိုမြင်တော့ဂျီယုံကဆောင်ကြီးကိုထမင်းစားဆောင်စီခေါ်သွားပါတယ်။တောင်ဟန်ကတော့ထမင်းစားဆောင်ကိုတာဝန်ယူထားရတဲ့စဖို့မှုဖြစ်ပါတယ်။သူကအစားအသောက်ချက်ပြုတ်ရင်မျိုးချရခတ်အောင်ချက်တက်ပေမဲ့လက်တီးကတော့ပြင်းတဲ့လူမိုက်တစ်ယောက်ပါ။ဒါကြောင့်စစ်သားတွေကသူ့ကိုကြောက်လို့ယိုသေးကြတာဖြစ်ပြီးသူချက်တဲ့အစားအသောက်ကဘလောက်ဆိုးဆိုးဘယ်သူမှဘာမှမပြောရဲကြပါဘူး။အားလုံးကဆောင်ကြီးရဲ့အပြုံးတစ်စိတ်ကိုမြင်ပြီးစိတ်ပြက်တယ်လို့ဝိုင်းဝေဖန်ကြပါတယ်။စီနီယာစစ်သားတွေကဆောင်ကြီးကိုစစ်တပ်စည်းကမ်းတွေကိုရွတ်ပြခိုင်းပါတယ်။ဆောင်ကြီးကအမိန့်နာခံတတ်တဲ့စစ်သားကောင်းဖြစ်ပေမဲ့လည်းသူတို့ကတော့စိတ်ပြက်နေပါတယ်။စစ်သားတွေကသူ့ကိုရိုင်းဆိုင်ဆိုင်နဲ့အမြဲတမ်းလောင်ပြောင်စော်ကားကြပြီးသူတို့တော့ရီစရာပြောနေတယ်လို့ထင်နေကြတာပါ။ဒေါင်ဟန်ကလမ်းလျှောက်လာပြီးစစ်သားတွေကိုသူ့မိဖို့ချောင်ရဲမှာပြစ်ဒဏ်မရှာဖို့တတိပေးပါတယ်။အဲ့ဒီနောက်သူကအခြားစစ်သားတယောက်ကိုဆောင်ကြီးအားနောက်စပွဲတစ်ခုမှသွားစားဖို့အမိန့်ပေးလိုက်ပါတယ်။ဂျီယုံကတော့ဒေါင်ဟန်ကသူတို့ရဲ့လှုပ်ရှားမှုတိုင်းကိုစောင့်ကြည့်နေတာမြင်လို့အလွန်ကြောက်လန့်နေပါတယ်။သူကဆောင်ကြီးကိုစားနေတော့မျက်နှာမူရာကိုတတိထားဖို့တတိပေးလိုက်ပါတယ်။ဆောင်ကြီးကတော့ဒေါင်ဟန်ချက်ထားတဲ့အာလူးထောင်းကိုမြင့်မကြည့်မချင်းဘာဖြစ်နေမှန်းမသိခဲ့ပါဘူး။အာလူးထောင်းကအတော်လေးငန်လုံးလာကြောင့်မျိုးချနိုင်အောင်ကင်ချီဟင်းရီကိုအမြန်တောက်လိုက်ရပါတယ်။သူ့ဘဝမှာတခါမှဒီလောက်ဆိုးတဲ့ကင်ချီဟင်းကိုမတောက်ဘူးပါဘူး။ဆောင်ကြီးကခုနကစားလိုက်သမျှတွေပြန်မထွက်လာအောင်စိတ်ကိုမနှိမ့်ထိန်လိုက်ရပါတယ်။သူရေရှာဖို့အမြန်သွားတော့စစ်သားတယောက်ကခြေထိုးခံလိုက်တာကြောင့်လဲကျသွားပါတယ်။ဆောင်ကြီးဟာစိတ်ကူးရင်ကဘာထဲရောက်သွားပြီးကင်ချီဟင်းရီပင်လေကြီးထဲမှာနှိမ့်မြုပ်နေတယ်လို့ခံစားလိုက်ရပါတယ်။ဆောင်ကြီးကိုစစ်သားတွေကလက်တွေ့ကဘာထဲပြန်ဆွဲခေါ်လိုက်ကြပါတယ်။သူကဒေါင်ဟန်ရဲ့ဟင်းချက်လက်ရာကအလွန်ငန်လုံးတယ်လို့အမှတ်မထင်လွတ်ခနဲ့ပြောမိသွားပါတယ်။ဒါကိုမြင်တော့စစ်သားတွေကဒေါင်ဟန်စီချက်ချင်းသွားတိုင်ကြပါတယ်။သူပင်ပန်းခံချက်ပြုတ်ထားတာကိုအစော်ကားခံရလို့ဒေါင်ဟန်ကအတော်လေးတော်သက်ထွက်သွားပါတယ်။သူကဆောင်ကြီးကိုမင်းကတိတ်တော်နေရင်မင်းဘာသာမင်းချက်စားလိုက်လို့အော်ပြောခဲ့ပါတယ်။နောက်ပိုင်းမှာတက်ကြက်ကြီးဟွမ်ကဆောင်ကြီးရဲ့ကိုရေးရာဇဝင်ကိုစစ်ဆေးကြည့်ပါတယ်။ဆောင်ကြီးမေကလမ်းဘေးစားတောက်ဆိုင်စဖို့မှုမှန်တိလိုက်ရတဲ့အတွက်ဟွမ်ကအလွန်စိတ်ဝင်စားသွားပါတယ်။သူကရဲရင်နဲ့ဆုံးဖြတ်ချက်နှစ်ခုချလိုက်ပါတယ်။ဆောင်ကြီးကိုမိဖို့ချောင်စီပြောင်းရွှေ့ပြီးစဖို့မှုဖြစ်လောက်ကင်စေဖို့ဆုံးဖြတ်လိုက်တာပါပဲ။အဲ့ဒီအချိန်မှာပဲဆောင်ကြီးရဲ့ရှေ့မှာအကြောင်းကြားစာမျက်နှာပြင်တစ်ခုပေါ်လာပါတယ်။ဟင်းချက်စနစ်ကတရားဝင်စတင်အသက်ဝင်သွားတာပါ။ဒီနေ့ကစပြီးသူ့ရဲ့ရည်မှန်းချက်ကတော့ကန်နဝင်စဖို့မှုတယောက်ဖြစ်လာဖို့ပါပဲ။ဟွမ်ကဆောင်ကြီးပေါ်ယုံကြည်မှုအပြည့်ချထားပြီးရှလက်ရနဲ့စဖို့မှုကြီးတောင်ဟန်ရဲ့ဆိုးရွားလာတဲ့ဟင်းလျာတွေရန်ကနေတတက်လုံးကိုကယ်တင်နိုင်လိမ့်မယ်လို့မျှော်လင့်နေပါတယ်။အဲ့ဒီနောက်ဆောင်ကြီးကသူ့တာဝန်ကိုစတင်ဖို့မိဖို့ချောင်စီသွားပါတယ်။ဒေါင်ဟန်ကတော့နေ့လယ်စာကိစ္စပေါ်ရန်ညှိုးဖွဲ့ထားဆဲဖြစ်လို့တမင်တကာအခက်ခဲဖြစ်အောင်လုပ်ပါတယ်။ဒေါင်ဟန်ကဆောင်ကြီးကိုစတိုခန်းထဲကပါဝင်ပစ္စည်းတွေကိုတွားပြီးစနစ်တကျစီခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲဝါရုတ်တုတ်တက်ချက်ကြီးဘက်ကဝန်ထမ်းရေးရာဌာနစီဖုံးဆက်ပြီးစိတ်ဆိုးမှန်ဆိုးပြောဆိုပါတယ်။သူတို့ကဆောင်ကြီးလိုပြဿနာကောင်မျိုးကိုဘာလို့သူတို့တက်ခွဲစီပြောင်းရွှေ့လိုက်တာလဲလို့အော်ဟစ်မေးမြန်းပြီးဆောင်ကြီးကိုထူးချွန်စစ်သားလို့လိန်ညာပြောဆိုခဲ့ကြတယ်လို့ဆွဆွဲလိုက်ပါတယ်။ဆောင်ကြီးကတော့စတိုခန်းထဲမှာတက်တန်းကုံဆုံးနေတာကြာလာပြီဖြစ်တဲ့ပါဝင်ပစ္စည်းတွေကိုရှာတွေ့သွားပါတယ်။ message ကနောက်တစ်ကြိမ်ထပ်ပေါ်လာပါတယ်။သူ့အနေနဲ့အခြေခံကျွမ်းကျင်မှုနှစ်ခုဖြစ်တဲ့ပါဝင်ပစ္စည်းစီစဉ်တာနဲ့စဖို့မှုရဲ့မျက်လုံးကိုရရှိသွားပြီဖြစ်ကြောင်းအကြောင်းကြားလာပါတယ်။ဆောင်ကြီးရဲ့မစ်ရှင်ကတော့အတွေ့အကြုံရမှတ်တွေစုဆောင်းပြီး level တက်အောင်လုပ်ဖို့ပါပဲ။ဒေါင်ဟန်ကအခြားစစ်သားတွေရှေ့မှာလူမိုက်လိုလုပ်နေပေမဲ့အစားအသောက်ဘေးကင်းလုံခြုံရေးစစ်ဆေးရေးအဖွဲ့နဲ့တွေ့တဲ့အခါမှာတော့ခွေးလိမ်မာလေးလိုငြိမ်ကုတ်သွားပါတယ်။ဒီနေ့မှာစစ်ဆေးရေးအဖွဲ့ကထမင်းစားဆောင်ကိုရှောင်းတခင်လာရောက်စစ်ဆေးပါတယ်။အဖွဲ့ကမိဖို့ချောင်ရဲကနေရာတော်များများဟာတန်ရှင်းမှုမရှိတာကိုတွေ့သွားပါတယ်။စပွဲခုံတွေကမတန်ရှင်းပဲစီကြီးတွေနဲ့ဖုံးလွှမ်းနေပြီးညစ်ပတ်တဲ့အဝတ်စုပ်တွေကလည်းဟိုတစဒီတစပြန့်ကျဲနေတာပါ။ဒါတွေကကပ်ပါကောင်တွေပောက်ဖွားရာနေရာတွေဖြစ်နေပါတယ်။နှစ်ပေါင်းများစွာမတန်ရှင်းရသေးတဲ့ရှေးဟောင်းရေခဲတစ်တာကြီးကလည်းအလွန်ဆိုးရွားတဲ့အနက်အသက်တွေထွက်နေပါတယ်။ယာရင်ကတော့ထမင်းစားဆောင်မန်နေဂျာဖြစ်ပြီးသူမဟာဒေါင်ဟန်နဲ့အတူအဆူခံရဖို့အချိန်မီပြေးဝင်လာပါတယ်။အဲ့ဒီနောက်စစ်ဆေးရေးအဖွဲ့ကစတိုခန်းကိုစစ်ဆေးဖို့ဆက်ထွက်လာပါတယ်
ဆောင်ကြီးကအထဲမှာရှိနေသေးတာကြောင့်တောင်ဟန်နဲ့ယာရင်တို့အလွန်စိုးရိမ်နေကြပါတယ်။စစ်ဆေးရေးအဖွဲ့ကအော်ဟစ်ဆူပူဖို့လှုပ်လိုက်ပေမဲ့ပြီးပြည့်စုံအောင်စီစဉ်ထားတဲ့စက်တိုခန်းကိုမြင်လိုက်ရတဲ့အခါစကားလုံးတွေစွန့်မှသွားကြပါတယ်။အရင်ကရှုပ်ပွက်နေတဲ့စက်တိုခန်းဟာလုံးဝပြောင်းလဲသွားခဲ့ပါပြီ။အရာအလုံးကအလွန်ပြီးပြည့်စုံအောင်စီထားတာကြောင့်စီကံကြီးလုံးသူတောင်မှလက်ခုပ်တီးချီးကျူးရမယ့်အနေအထားဖြစ်နေပါတယ်။အရာအလုံးကအပြစ်ပြောစရာမရှိအောင်ပြီးပြည့်စုံနေတာကြောင့်စစ်ဆေးရေးမှုတွေကဘာမှအပြစ်မရှာနိုင်ပဲအမိကုပ်ပြီးပြန်လှည့်သွားကြရပါတယ်။ဆောင်ကြီးက AI ကပေးတဲ့စကေးတွေကိုသုံးပြီးစက်တိုခန်းကိုပြန်လဲပြင်ဆင်လိုက်တာဖြစ်ပါတယ်။သူ့ရဲ့ level မြင့်လေသူ့ရဲ့စွမ်းရည်တွေကပိုကောင်းလေဖြစ်မှာကို AI ကအကြောင်းကြားပါတယ်။ AI ရဲ့စကေးကြောင့်ဆောင်ကြီးဟာသူ့ရဲ့ခန္ဓာကိုယ်ခွန်အားတိုးလာတာကိုခံစားလိုက်ရပြီးလေးလံတဲ့တစ်တာတွေကိုအလွယ်တကူမှတ်လိုက်နိုင်ပါတယ်။ဒါအပြင်စဖိုမှုရဲ့မျက်လုံးကြောင့်ပါဝင်ပစ္စည်းတွေအားလုံးရဲ့နာမည်မူရင်းဒေတာနဲ့တက်တန်းကုံဆုံးမဲ့ရက်စွဲတွေကိုမြင်နိုင်ပါတယ်။ဒါကအမျိုးအစားခွဲခြားတွေကိုမြန်ဆန်စေပြီးအချိန်များကြီးတက်တာစေခဲ့ပါတယ်။မင်းရှင်အောင်မြင်သွားတဲ့အတွက်ဆောင်ကြီးရဲ့ကိုရွှေရောင်စွမ်းအင်တွေပတ်သွားပြီး level တက်သွားပါတယ်။ဒါပေမဲ့အခြားလူတွေရဲ့မျက်စိထဲမှာတော့ဆောင်ကြီးဟာအလွန်ထူးဆန်းတဲ့အပြုအမူတွေလုပ်နေတယ်လို့မြင်ရပါတယ်။သူကအမြဲတမ်းယူးကြောင်ကြောင်လုပ်နေတတ်တာကြောင့်ဘေးကလူတွေအားလုံးဇဝေးဇဝါနဲ့စိတ်ဝင်စားနေကြပါတယ်။ယာရင်ကဆောင်ကြီးနဲ့တီးတန့်စကားပြောချင်ပေမဲ့စကားပြောနေုံမှာဆောင်ကြီးကလုံးဝအာရုံမစိုက်ပါဘူး။ဆောင်ကြီးကသူ့မျက်စိရှိကစာကိုပဲစိုက်ကြည့်နေပါတယ်။ယာရင်ကတော့သူကစိတ်ကူးရင်နေတာဒါမှမဟုတ်စိတ်ကူးစိတ်တန်းလွန်ကဲနေတာလို့ပဲယူဆလိုက်ပါတယ်။နောက်ဆုံးမှာတော့သူတို့နှစ်ယောက်ရဲ့စကားဝိုင်းဟာတယောက်ကိုတယောက်လုံးဝနားလည်မှုလွဲပြီးဆုံးသွားပါတယ်။တက်ချက်ကြီးပတ်နဲ့ဟွမ်တို့ကနောက်တစ်ကြိမ်အတင်းပြန်ပြောကြပါတယ်။ပတ်ကစစ်ဆေးရေးအဖွဲ့ရဲ့ရုတ်တရက်ရောက်လာမှုကတန်တရားဖြစ်เสียကောင်းတယ်လို့ယုံကြည်နေပါတယ်။သူဝန်ထမ်းရေးရာဌာနကိုဖုံးဆက်အော်ဟစ်ခဲ့တဲ့အတွက်ကလဲ့စားချေတာလို့သူတေချာပေါက်ယူဆနေတာပါ။သူတို့နှစ်ယောက်စလုံးကဆောင်ကြီးအတွက်စိုးရိမ်နေကြပြီးသူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကြောင့်တက်ထဲမှာအပေခံဖြစ်သွားမှာကိုကြောက်နေကြပါတယ်။ဆောင်ကြီးစစ်တပ်ပတ်ဝန်းကျင်နဲ့အသားကျနိုင်ပါမလားဆိုတာသူတို့စိုးရိမ်နေကြတာပါ။အဲ့ဒီညနေမှာဆောင်ကြီးရေချိုးနေတုန်းဒေါင်ဟန်ကသူ့ရဲ့စက်ပြာကြီးကိုသုံးဖို့စေတနာနဲ့ပေးခဲ့ပါတယ်။ဒေါင်ဟန်ကဆောင်ကြီးကိုဗလလည်းမရှိဘူး။သူ့လိုစစ်ပတ်လည်းမရှိဘူးလို့စနှောက်ခဲ့ပါတယ်။အရင်ကဂျီယွန်ကဒေါင်ဟန်ကိုဆောင်ကြီးရဲ့ကျမ်းမာရေးနဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေအကြောင်းပြောပြထားခဲ့တာကြောင့်ဒေါင်ဟန်ကသူ့ကိုဂယုတစိုက်စောင့်ကြည့်နေတာဖြစ်ပါတယ်။ရေချိုးနေတုန်းဆောင်ကြီးဟာဂိမ်းကြောင်းကြားစာမျက်နှာပြင်ပြန်ပေါ်လာတာကိုမြင်ရပါတယ်။အဲ့ဒါကသူ့ကိုအမဲသားရေညှိဟင်းရီချက်နီးနဲ့မိတ်ဆက်ပေးလိုက်တာပါ။ဆောင်ကြီးကချက်နီးနဲ့လမ်းညွှန်ချက်တွေကိုကြည့်ဖို့နှိပ်လိုက်တဲ့အခါဒေါင်ဟန်ကဒါကိုအမှတ်မထင်မြင်သွားပါတယ်။ဒေါင်ဟန်ရဲ့မျက်စိထဲမှာတော့ဆောင်ကြီးရဲ့အပြုအမူကပုံမှန်မဟုတ်တာတွေဖြစ်နေပါတယ်။လူတစ်တယောက်အနေနဲ့ဆောင်ကြီးဟာတက်ခွဲတစ်ခုလုံးရဲ့မိပိတ်ရမယ့်တာဝန်ကိုရရှိထားပါတယ်။သူလဲအိပ်ပြီးအိတ်ချင်နေပေမဲ့ဂိမ်းမျက်နှာပြင်ကလင်းထိန်နေရဲ့အလင်းရောင်ကသူ့မျက်စိကိုလာစူးနေပါတယ်။ဆောင်ကြီးကအလင်းရောင်ကစူးလုံးလို့အိပ်ရခတ်တယ်လို့ညှဉ်းညူမိပါတယ်။ဒေါင်ဟန်ကဆောင်ကြီးကိုစောင့်ကြည့်လေဒီလူတစ်လေးကပိုပြီးစိတ်မတည်ငြိမ်ဘူးလို့ထင်လေပါပဲ။ဒေါင်ဟန်ကသူ့ရဲ့ကြံရှိနေတဲ့ရက်ပေါင်းတရာကိုတိတ်တဆိတ်ရေတွက်ရင်းစစ်မှုထမ်းကာလကိုအစဉ်ပြေပြီးဆုံးပြီးတက်ကနေမြ мян ထွက်ခွင့်ရဖို့မျှော်လင့်နေပါတယ်။ညတန်းကောင်ရဲ့အချိန်မှာတက်မှုကဆောင်ကြီးကတင်စီလာပြီးနိုးပါတယ်။ဆောင်ကြီးကတဝက်တစ်ပြက်အိတ်ချင်မှုတူးနဲ့သူ့အိတ်ရေးကိုလာဖြတ်တဲ့တက်မှုကိုဆဲဆိုမိပါတယ်။ဆောင်ကြီးတကယ်ကိုအိတ်ရနိုးလာဖို့အချိန်တော်ကြာလိုက်ပါတယ်။သူတို့ကထမင်းစားဆောင်မှာအလုပ်လုပ်ရတာဖြစ်လို့စစ်သားတွေနိုးလာတဲ့အခါအစားအသောက်အဆင်သင့်ဖြစ်နေအောင်မနှက်စာပြင်ဖို့စောစောစီးစီးနိုးကြရတာပါ။ဆောင်ကြီးကဟင်းချက်ရမှာကူညီခြင်းပေမဲ့ဒေါင်ဟန်ကသူအိတ်ချင်မှုတူးဖြစ်နေသေးလို့ကျမ်းပြင်ပဲတွားတိုက်ခိုင်းလိုက်ပါတယ်။ဒေါင်ဟန်ကဟင်းချက်ရင်သူ့ရဲ့အာယုံခံစားမှုတက်နဲ့ပဲဟင်းခတ်တာဖြစ်ပါတယ်။သူကအမဲသားရေညှိဟင်းရီတဲကိုပဲငံပြာရည်တွေအလွန်ကျွံထည့်လိုက်တာကြောင့်ဟင်းရီကကတရာဈေးလိုမိနက်သွားခဲ့ပါတယ်။စစ်သားတွေနိုးလာပြီးထမင်းစားဆောင်စီလာကြပါတယ်။သူတို့အတွက်တော့ထမင်းစားရတာဟာပျော်ရွှင်မှုထက်နှိမ့်ဆက်မှုတစ်ခုလိုပါပဲ။စစ်သားတစ်ယောက်ကတူးနေတဲ့ဝက်ဦးချောင်းကိုယူပြီးမျက်စိမိတ်စားလိုက်ပါတယ်။ချက်ချင်းပဲဆိုးရွားလာတဲ့အရသာကသူ့ခန္ဓာကိုယ်ထဲပောက်ကွဲသွားပြီးခေါင်းတွေကိုက်ခဲကတတိလက်မတက်ဖြစ်သွားပါတယ်။သူ့ရဲ့စိတ်ကူးရင်ထဲမှာတော့သူနဲ့သူ့ရဲဘော်တွေဟာစစ်တလင်းပြင်မှာရန်သူဒေါင်ဟန်ကိုမနှိမ့်တိုက်ခိုက်နေရတာကိုမြင်လိုက်ရပါတယ်။စစ်သားတွေအားလုံးဒေါင်ဟန်ရဲ့ဝက်ဦးချောင်းကြောင့်တယောက်ပြီးတယောက်လဲကျသွားကြပါတယ်။ကြံရှိနေတဲ့သူတွေကလည်းအချီးနှီးပြန်တိုက်ခိုက်နေကြရတာပါ။စစ်သားတိုင်းဒေါင်ဟန်ရဲ့အစားအစာကိုစားပြီးနောက်အန်ကြပါတယ်။ရဲရင်နဲ့စစ်သားတယောက်ကမတက်ရက်ပြီးဒေါင်ဟန်ကိုဘာလို့အစားအသောက်ကိုကောင်းကောင်းမချက်နိုင်ရတာလဲလို့ရင်ဆိုင်မေးမြန်းခဲ့ပါတယ်။သူ့ရဲ့မာနထိခိုက်သွားတာကြောင့်ဒေါင်ဟန်ကစိတ်ဆိုးတော်သက်ထွက်ပြီးဘာကိုမှဂယုမစိုက်တော့ပဲထမင်းစားဆောင်ကနေထွက်သွားပါတယ်။တက်မမှုကစစ်သားတွေစီကမကျေနပ်ချက်တွေအများကြီးကြားရပြီးနောက်မနက်စာကိုစစ်ဆေးဖို့ထမင်းစားဆောင်စီလာရောက်ဖို့ရုတ်တရက်ဆုံးဖြတ်လိုက်ပါတယ်။ဟွမ်ကယာရင်စီသတင်းလမ်းပို့ပြီးအကြောင်းကြားလိုက်ပါတယ်။ဂျာတီဆင်းပြီးအိမ်ပြန်နေတဲ့ယာရင်ဟာအခြေအနေကိုကင်တွယ်ဖို့ထမင်းစားဆောင်စီအမြန်ပြန်ပြေးလာရပါတယ်။ယာရင်နဲ့ဆောင်ကြီးတို့ဒေါင်ဟန်ရဲ့ဟင်းကိုမြည်ကြည့်ပြီးချက်ချင်းပဲအန်ဂျင်စိတ်ပေါက်သွားကြပါတယ်။ဒေါင်ဟန်ကလည်းမရှိတာကြောင့်
ဒီဟင်းကိုဘလို့ကဲတင်ရမလဲမသိဖြစ်နေပြီးတက်မမှုကလည်းလမ်းမှာရောက်နေပါပြီ။ဆောင်ကြီးကသူ့မိကိုတတိယသွားပြီးသူမရဲ့ခြေရာကိုလိုက်ကစဖို့မှုဖြစ်ခြင်းနဲ့စိတ်ပေါ်လာပါတယ်။ဒါကြောင့်ဆောင်ကြီးကအမဲသားရည်ညှိဟင်းရီကိုသူချက်ပြစေလို့ကမ်းလှမ်းခဲ့ပြီးယာရင်ကလည်းသဘောတူလိုက်ပါတယ်။သူကစနစ်ထဲကလမ်းညွှန်ချက်တွေကိုလိုက်နာပြီးစနစ်ရဲ့ပြတ်သားမှုအောက်မှာပါဝင်ပစ္စည်းတွေကိုစတင်ပြင်ဆင်ပါတယ်။ဆောင်ကြီးကအရင်ဆုံးရည်ညှိတွေကိုရေအေးထဲမှာစိမ်ပြီးပွက်လာအောင်လုပ်ပါတယ်။အဲ့ဒီနောက်ရည်ညှိကိုနှက်စီနဲ့စီတက်ပါတယ်။အမဲသားကုန်နေတာကြောင့်ဆောင်ကြီးကနှက်စားပင်လယ်မြော့ကိုအစားထိုးသုံးလိုက်ပါတယ်။သူကတဘာဝအတိုင်းချုံမြိန်စေဖို့မုံလာအုပ်ဖြူနဲ့ပြုတ်ထားတဲ့ရည်ညှိဟင်းရီကိုအသုံးပြုခဲ့ပါတယ်။နောက်ဆုံးမှာတော့ရည်ညှိဟင်းရီပြီးဆုံးသွားခဲ့ပါပြီ။ဟင်းလျာတွေကိုတက်မမှုရဲ့ရှေ့မှာတီးခင်းလိုက်ပါတယ်။တောင်ဟန်လည်းပြန်ရောက်လာပြီးဆောင်ကြီးကသူ့စားဝင်ချက်ထားတာကိုတွေ့တော့အလွန်အံ့ဩသွားပါတယ်။တက်မမှုကဟင်းရီတစုံတောက်ကြည့်ပြီးအရသာကအလွန်ထူးခြားတာကိုတွေ့သွားပါတယ်။သူကနောက်ထပ်အကြီးကြီးတစ်လုံးထပ်စားလိုက်ပါတယ်။ရုတ်တရက်တက်မမှုကသူ့လေပင်ကိုညှစ်ပြီးကျမ်းပြင်ပေါ်လဲကျသွားပါတယ်။အားလုံးကထိတ်လန့်တုန်လှုပ်ပြီးဘာဖြစ်သွားရလဲဆိုတာကြည့်ဖို့အပြေးလွှားသွားကြပါတယ်။ဆောင်ကြီးကတော့ဒီတစ်ချိန်မှာအကြီးအကျယ်ပြဿနာရှာမိပြီဆိုပြီးကြောက်လန့်တုန်ရင်နေပါတယ်။ဆောင်ကြီးကပင်လယ်မြော့ဦးဟင်းရီချက်နီးကိုသူ့ဖေစီကတင်ယူခဲ့တာဖြစ်ပြီးဟင်းလျာကိုထူးခြားစေမဲ့ရှို့ဝက်ချက်လေးတစ်ခုရှိပါတယ်။အဲ့ဒါကတော့ဟင်းရီတဲကိုပီလာမှုနှဲငယ်ထည့်လိုက်တာဖြစ်ပြီးအဲ့ဒါကညီနှံ့ကိုပျောက်စေပြီးပင်လယ်စာနဲ့ရေညှိရဲ့အရသာကိုပုံမပေါ်လွင်စေတာပါ။ဒီလိုနဲ့အပိုင်းတစ်လေးကပြီးဆုံးသွားပါတယ်။ကြံရှိတဲ့အပိုင်းတွေကိုလည်းထုတ်လွှင့်တာနဲ့ချက်ချင်းပြန်တင်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ပေးကြပါဦး။